là phá cho bố sao mà thanh đi chuyện hay là sửa sao mà. အော်ဘာလို့တော့ဟာဒါသမီးတို့ဟင်းနဲ့လည်းမွေးလို့ချက်တာလည်းမြန်မာအောင်တော့ ချက်တာမြန်တယ်လေဖေ EFM နဲ့ချက်တာလေခင်းနဲ့မွေးတာမွေးမှာပေါ့ဗျာဒီနေ့ကမွေးတဲ့ဟင်းတွေကြီးပဲဒါကကြတော့ထန်းတီးကျင်လေးကိုကြော်ကြလေးချက်ထားတာသူကလည်းမွေးတယ်ဒါကကြတော့အဖေရှောက်ရဲ့ဟင်းညိုလေးကိုလေစံစီရဲ့မြေပဲဆန်လေးရဲ့ထည့်ပြီးတော့ကြိုထားတာ အဲ့ကောင်းလား ဒါကတော့ဖောက်ပြင်စိမ့်နဲ့ကြော်တာအဖေမမွေးခံနိုင်ရော အော်အဲ့ဒါကြောင့်ဟိုဒီနေ့ကထမင်းကစကောင်းအောင်ပါပဲ အဖေနေတိုင်းစားကောင်းပါ ခမီးချင်းကြော်ချက်ကလေးနဲ့ထမင်းစားလိုက်ပါဦးမယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါတယ်နော် ဒီဒါထန်းသိချင်ချင်လေး ဟောအေး မွေးညာဒါလေးရမေးတော့ မကြီးရက်လေးလည်းထည့်ထားသေးတယ်ဥချကန်လေးကို 有个là phá cho bố sao mà thanh đi chuyện hay là sửa sao mà. အော်ဘာလို့တော့ဟာ À cô bé cô tao mi để bố số. အမေကလည်းအဖေကအမေရိုက်တဲ့တောင်သူလည်းပါလာတာပဲ Nhí phải mỗi ngày khẩu là nó xa là vậy. အဖေကသီးပြီးသားပြောတာပြောနောက်ပြီးသူစားတာပဲ ဟုတ်ပါအမေလည်းကြီးပဲဒါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ